လေးဟုတ်မှလောက်ရတာအဆင်ပြေလား အဆင်ပြေပါတယ်မှာ ဟုတ်လားဘာလို့အဆင်ပြေရလဲ စိတ်ချမ်းသာတယ်အဲ့ဒါဖောက်ခွဲနဲ့အများကြီးတငယ်ချင်းတွေလည်းအများကြီးရလို့သူတို့ကလည်းစိတ်ချမ်းသာလို့ပါ သူပါရှင်မဖြူမင်္ဂလာပါဒါတော့မင်းသမီးပါလိုင်းပေါ်မှာခဏခဏတွေ့နေကြမဖြူဟုတ်မှလောက်ရတာအဆင်ပြေလားဟုတ်လားဘာလို့အဆင်ပြေရလဲမဖြူ ဒါတွေဖြစ်ရလို့ဆက်နေလည်းအများကြီးဆောင်ပြီးလို့ ကျေးဇူးတင်ပါတယ်မဖြူရေစရေးမင်္ဂလာပါရှင်ဟုတ်မှလောက်ရတာအဆင်ပြေရလားမ ဟုတ်ကဲ့အဆင်ပြေပါတယ်ရှင် မစားမင်္ဂလာပါဟုတ်မှလောက်ရတာအဆင်ပြေရလားမ အဆင်ပြေပါတယ် အကိုမင်္ဂလာပါ မင်္ဂလာပါမတဲ့ အကိုရေဘယ်လိုလဲဟုတ်မှလောက်ရတာအဆင်ပြေရလား ဒီအများကြီးစင်ပြီးတယ်ဗျဟုတ်ကဲ့ပါ ဘာလို့အဆင်ပြေရလဲအကိုပြော ဟိုမနေရပြောတယ်လုပ်ငန်းပိုင်းဆိုင်ရာရောအကုန်လုံးတော့ဘာမှလုပ်လို့မရှိအောင်ကျွန်တော်တာဝန်ထမ်းဆောင်နေပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စူးစမ်းချင်သူတိုင်းအတွက်ခွင့်ရရှိတဲ့ဟုတ်တယ်ရှိပါအလုံးလို့ရဟုတ်ရှိရဲ့နော်